နဲ့ပြရုပ်လေးထိုးပြပေးမယ်ပေါ့နော်ဒါတွေကကီးချင်းလေးလုပ်လို့ရတယ်ပြီးရင်ကားတွေမှာလေလို့ပြီးရင်ချင်းလေးတက်ပြီးတော့ကြတော့ကားတွေမှာအလှချိတ်တာလေးအဲ့လိုလေးတွေလုပ်လို့ရပါတယ်နော်ဒီဟာလေးကစိုက်ကဘယ်နှလက်မရှိလဲဆိုတော့ဒီမှာ2လက်မကွဲလောက်တော့ရှိရယ်နော်2လက်မကွဲလောက်ရှိရယ်အဲ့ဟာလေးထိုးပြပေးပါမယ်ချီအရောင်ကတော့အဖြူလေးနည်းနည်းလိုမယ်ဒီအနက်နေရာမှာအနက်မသုံးလဲအညိုအရင်ရောင်လေးသုံးလို့ရတယ်ပေါ့နော်ပြီးရင်ဒီအဝါရောင်အတောက်လေးလိုမယ်မျက်လုံးလေးတွေနှစ်ဖက်တက်ဖို့လိုမယ်အစိုက်ကတော့မင်္ဂလာဒီမှာ 2.0 mm နဲ့ထိုးပြပေးထားပါတယ်ရှင်အတွက်ဂျိုးရင်းမယ်အထည်ပါစူးစမ်းဆွဲယူမယ်မက်ချီရင်းထဲမှာတိုင်တိုလေး9တိုင်ထိုးမယ်နော်တိုင်တို9တိုင်ထိုးမယ်မင်းကဒီမှာ HD နဲ့ထိုးမယ်နော်အယုတ်ကလေးကိုချစ်ချစ်လေးရကြတော့9တိုင်ပြည့်ရင်ဒီစူးစမ်းလေးကိုဆွဲလိုက်မယ်ပြီးရင်ဒီမှာပထမဆုံးတိုင်တိုရဲ့ထိပ်မှာရှက်ကော်နဲ့သွားချိန်မယ်နော်ရှက်ကော်နဲ့ချိန်မယ်ပြီးရင်ချိန်တစ်ခါတက်တိုင်ပွား9တိုင်ထိုးမယ်ဒီတပေါက်တိုင်ပွားဆိုတာတပေါက်ထဲမှာတိုင်တိုနှစ်ခါထိုးရနော်ဒီတပေါက်ထဲမှာနှစ်ခါထိုးတဲ့ဟာကိုတိုင်ပွားလို့ခေါ်ရပေါ့နော်ဒီလိုမျိုးအပေါက်တိုင်တိုအပေါက်လေးဒီမှာလည်းအပေါက်လေးအပေါက်လေးထဲမှာနှစ်ခါထိုးတာတိုင်တိုနှစ်ခါထိုးတာကိုတိုင်ပွားလို့ခေါ်ရနော်အခြေခံထိုးနည်းလေးတွေကိုမမေရဲ့ YouTube channel ကပထမဆုံးဗီဒီယိုလေးမှာတင်ထားပေးပါတယ်နော်အခြေခံလေးမတည်သေးရင်အဲဗီဒီယိုလေးမှာအရင်သွားကြည့်ပေးပါဒီမှာပြီးပြီဆိုလို့ရှိရင်ပထမတိုင်ရှက်ကောဆက်မယ်ချင်းတစ်ခါတက်တတိယရိုးမှာကျတော့တိုင်တိုတစ်ခါတိုင်ပွားတစ်ခါတိုင်တိုတိုင်ပွားတစ်ခါတိုင်ပွားတစ်ခါနဲ့ပတ်ပတ်လေးထိုးခဲ့မယ်နော်တိုင်ပွားဒီပထမတိုင်မှာရှက်ကောဆက်မယ်ချင်းတစ်ခါတက်မယ်နော်ပြီးရင်4တန်းမြောက်မှာကျတော့မင်းတို့တွေတိုင်တိုနှစ်ခါတိုင်ပွားတစ်ခါထိုးမယ်နော်တိုင်တိုနှစ်ခါဆိုတော့အရှိတစ်ခါနောက်ထပ်တိုင်တိုတစ်ခါပြီးတော့တိုင်ပွားတစ်ခါဒီထိုးနည်းလေးတွေကလေအယုတ်ကလေးထိုးမယ်ဆိုလို့ရှိရင်ဒီထိုးနည်းလေးတွေကပုံမှန်ပဲပေါ့နော်မက်ဂျီရင်းထဲမှာအဲ့လိုမျိုးလေးတွေထိုးတာလေးတွေကပုံသေးပဲအဲ့တော့နောက်ပိုင်းထိုးပါမြိုင်တာကအလွတ်ရတော့မှသိတာပြီးရင်ပထမတိုင်မှာရှက်ကောနဲ့ချိန်မယ်ချင်းတစ်ခါတက်မယ်ဟိုပါလေဒီလိုမျိုးအတန်းလေးတွေမှာထိုးတာကမျက်စိလေတက်တဲ့သူတွေကဒီလိုမျိုးချင်းတစ်ခါတက်တဲ့နေရာမှာတွေ့ချီလေးနဲ့သုံးပြီးတော့ကြတော့မှတ်လို့ရရင်နော်တို့ကြနေဘယ်ရိုးမှာပြန်ပြီးတော့အဲ့လိုမျိုးရှက်ခွန်နဲ့ချိတ်ရလဲဆိုတာပထမဆုံးဆက်ထိုးတဲ့သူလေးတွေမျက်စိလေးနဲ့မှာဆိုလို့ဒါမင်းကတော့ဒါနည်းနည်းသိနေဆိုကြဒါမမှတ်တော့ပါဘောနော်ဒီလိုမျိုးလေးမှတ်ချိတ်လေးနဲ့တွေ့လို့ရတာမဟုတ်ချီအစာလေးနဲ့ဒီနေရာလေးမှာထိုးပြီးတော့မှတ်ခဲ့လို့ရတယ်ကိုစထိုးတဲ့အမှတ်ကိုလေပြီးတော့ငါးရိုးမြောက်မှာကြတော့တိုင်တို3ခါထိုးမယ်တိုင်တို3ခါထိုးပြီးရင်တိုင်ပွားတစ်ခါတိုင်တို3ခါထိုးsorry နိ3ပြီးတော့တိုင်ပွားတစ်ခါဒီလိုမျိုးပဲပတ်လေတိုင်တို3ခါတိုင်ပွားတစ်ခါနဲ့ပတ်လေဒီနေရာထိထိုးခဲ့မယ်နော်မင်းတို့တွေထိုးလာတာက9တန်းမြောက်ကတိုင်ပွားနဲ့အဆုံးသက်တယ်နော်အဲ့ညမှာဒီလိုမျိုးရှက်ကုန်မဆက်ဘူးမင်းတို့တွေချီအယောင်ဆက်မယ်ချီအောင်ဆက်မယ်ဆိုလို့ကျတော့ဒီချာလေးကြည့်ပြီနော်ဒီအယောင်စနစ်တွေကလေဒီလိုမျိုးဆက်တဲ့နေရာတွေမပေါ်အောင်အထိဒါလေးဒီလိုမျိုးဒါမင်းဆိုရင်ချီဆက်ထားတဲ့နေရာပေါ့နော်အဲ့လိုလေးမပေါ်အောင်လို့အဲ့လိုဒီချာလေးဆက်မယ်ပေါ့ဒီဟာလေးဒီဆက်နည်းလေးကြည့်သွားလိုက်နော်ခိုင်းဆိုရင်မင်းတို့ချင်းတက်ပြီးတော့ကျတော့ချီအယောင်ဆက်တာလေဒီဟာလေးကကျတော့အဲ့လိုမျိုးချီဆက်တဲ့နေရာမပေါ်ဘူးပေါ့မင်းတို့တွေဒီမှာထိုးခဲ့တဲ့အပေါက်ကဒီနှစ်ခုလေးတွေ့လားဒါတက်နော်ဒါထိုးခါတဲ့ဟာချီလေးထွက်ပြီးဒီနှစ်ခုရဲ့ပြီးရင်အရှိရတစ်ပေါက်ကအဲကိုဝင်မယ်ပြီးတော့ကိုဆက်မဲ့ချီအယောင်လေးယူမယ်ပေါ့နော်ဟုတ်လို့နင်းလေးခြံတာနော်ဒီဟာလေးကဒီအစာလေးတိတိလေးခြံထားပြီကိုကအဲ့လိုအပြန်ပြီးနောက်မှာအစာသိမ့်ပြီးတော့ထိုးမှာမလို့လေပြီးတော့ဒီမှာဒါလေးကိုဆွဲယူလိုက်မယ်ဆွဲယူပြီးရင်ဒီအဝါကျိုးကိုတင်းတင်းလေးဆွဲလိုက်ဒီအဝါကျိုးကိုမဖြတ်ပြင်းနဲ့နော်ဒီနောက်ထပ်ဒီလိုမျိုးတွေဆက်ပြီးထိုးမှာမလို့မဖြတ်ပြင်းနဲ့တော့ဒီတိုင်းလေးပဲခြံထားခဲ့လိုက်နောက်မှာပြီးတော့ဒီမှာနော်ဒါလေးဒီအနောက်မှာနည်းနည်းလေးခြံထားပြီသူ့ကိုဒီမှာထိုးရင်းနဲ့အစာသိမ့်တော့မှာမလို့နော်ပြီးတော့ချင်းတစ်ခါတက်မယ်ပြီးရင်ဒီဆက်ခဲ့တဲ့ပေါက်မှာဒီငါ6တန်းမြောက်မှာကျတော့တိုင်တို4ခါတိုင်ပွားတစ်ခါထိုးမယ်ဒီအနောက်ကနေမယ်နော်ဒီမျိုးတစ်ခါတည်းသိမ့်ခဲ့ဒီအနောက်ကအစာတွေကိုဒီအဝါရောင်ချီရဒီတိုင်းမထားနော်ဒီမြင်ရလားမသိအောင်နဲ့ရောင်ဆိုကြတော့နင်း3 4ခါပြီးတော့တိုင်ပွားဒီလိုမျိုးပဲဒီနင်းဒီနော်အနောက်ကအနဲ့ရောင်ချီလိုက်လို့လေးအစာသိမ့်ခဲ့လိုက်တော့မရှိတော့ဘူးနော်အဲ့ဆိုချီပြန်မထွက်တော့ဘူးပေါ့ကွာဒီတိုင်းထားခဲ့ကြချီပြန်
ထွက်နိုင်လို့နော်နိပြီးတော့3 4 4ကပြီးတော့တိုင်ပွားတစ်ခါဒီလိုမျိုးပဲဒီပတန်တိုင်းမဲ့တိုင်တိုလေးကတိုင်ပွားတစ်ခါနဲ့ဒီနေရာအဆုံးသက်ထိထိုးခဲ့မယ်နော်မင်းတို့တွေထိုးလာတာကနောက်ဆုံးပြီးတော့ရှက်ကော်လေးနဲ့ချိန်လိုက်တယ်ဒီမှာဒါ6တန်းနေထိုးပြီးပေါ့နော်နောက်တဲ့ချင်းတစ်ခါတက်မယ်ပြီးတော့9တန်းနဲ့10တန်း row 7နဲ့ row 8မှာကြတော့တပေါက်တစ်ချက်စီနဲ့တိုင်တိုလေးတွေတပေါက်တစ်ချက်စီနဲ့ထိုးမယ်နော်ဒါတော့မင်းထိုးမပြတော့ဘူးအပေါ်မှာစာတန်းလေးထိုးပြပေးထားမယ်အတိုင်းလေးထိုးပေးပါနော်မင်းB လို့ရေးထားတဲ့ဟာကကြတော့ဒီ black color ကိုပြောတာပေါ့နော်wine လို့ရေးထားတဲ့ဟာကကြတော့ဒီ yellow color ကိုပြောတာပေါ့နော်အဲ့မှာနေဒါအဲ black color နဲ့ yellow color ကrow 7ကနေပြီးတော့row 40ထိတပေါက်တစ်တိုင်းစီနဲ့တစ်လဲစီထိုးမှာမလို့မင်းဒီမှာစာတန်းလေးနဲ့ပြပေးထားမယ်နားမလည်လားရှင်လာမေးပါနော်မင်းထိုးမပြတော့နော်တပေါက်တစ်တိုင်းစီပဲအဲ့လိုမျိုးအယောင်လေးဆက်ပြီးတော့ထိုးမယ်အယောင်ဆက်တဲ့ဟာမင်းပြထားလို့လေးအယောင်ဆက်မယ်နော်ဒီမှာမင်းတို့တွေအဝါရောင်လေးနဲ့ဆက်လိုက်ပြီးနော် row 30ထိထိုးလာပြီးတော့ဒီမှာအနဲ့ရောင်လေးကိုတင်းတင်းလေးဆွဲလာအောင်ချီဝင်ဖြတ်သေးနေအောင်နော်ပြီးရင်မင်းတို့တွေကတိုင်ရောထိုးကြတော့မယ်ဒီဥစ္စာကိုချင်းတစ်ခါတက်မယ်တိုင်တူ9တိုင်ထိုးမယ်1 2 3 4 5တိုင်လုံး9တိုင်ပြီးရင်တိုင်ရောတစ်ခါဆိုရင်ဒီမှာဒီရှေ့ကမြင်လားမသိဘူးအနဲ့ရောင်ဆိုကြတိတ်မမြင်အောင်ဖြစ်နေတာဒီဖုန်မီးကိုမှဒီရှေ့ကအပေါက်လေးပဲနော်အဲ့ဒီပေါက်လေးကိုချီဝင်မယ်အဝင်မယ်ပြီးရင်နောက်တစ်ပေါက်ကိုလည်းအရှိပေါက်လေးနေမယ်အဝင်မယ်ပြီးရင်ချီစားကိုယူတိုင်တူလေးထိုးနော်အဲ့ဒါတိုင်ရောနော်ပြီးရင်တိုင်ရောလေးကတိုင်ရောတစ်ခါနဲ့ထိုးမယ်နော်အဲ့တော့အတွက်မင်းတို့ဒီမှာချင်းတစ်ခါတက်မယ်တိုင်တူလေးက1 2 3 4တိုင်တိုလေးကပြီးပြီးတိုင်ရောထိုးပြမယ်နော်တိုင်ရောကမပြောလို့ပဲဒီမှာ2ပေါက်ရှိရဲအဲ့2ပေါက်ကို2ကျိုးလုံးကိုဒီလိုမဝင်2ကျိုးလုံးကိုဒီလိုမဝင်ဘူးနော်2ကျိုးလုံးမဝင်ဘူးဒီရှေ့ကကျိုးလေးနဲ့ယူမယ်ပြီးရင်နောက်ထပ်ရှေ့တစ်ပေါက်မှာလည်းရှေ့ကကျိုးလေးနဲ့ယူမယ်ပြီးရင်ချီကိုယူတိုင်တိုတစ်ခါထိုးအဲ့ဒါတိုင်ရောနော်တိုင်ရောထုံးလေးရတော့အမျိုးမျိုးရှင်နောက်ထပ်တိုင်ရောထုံးလေးတစ်ခုလေးရှိသေးတယ်ကိုကြိုက်တဲ့လိုထိုးလို့ရရင်နော်တိုင်တို့ဒီနဲ့3 4ပြီးတော့တိုင်ရောတစ်ခါ row 50မှာတိုင်တို့4ကတိုင်ရောတစ်ခါနဲ့ဒီမှာဒီအဆုံးသတ်နာထိထိုးသွားမယ်နော်ဒီမှာမင်းတို့တွေနောက်တစ်တန်းကိုကြတော့ row 60ရောက်ပြီနော်မင်းတို့တို့ row 60မှာကြတော့ဒီချီအဝါနဲ့ပဲတိုင်တို့3ကတိုင်ရောတစ်ခါထိုးမယ်ပြီးရင်ချီအနက်ပြောင်းမယ်ချီအနက်ပြောင်းပြီးတိုင်တို့နှစ်ခါတိုင်ရောတိုင်လုံးတစ်ခါတိုင်ရောတစ်ခါနဲ့ထိုးမယ်နော်မီဒီပန်းစာသားလေးတိုင်းမယ်နော်မင်းရှိမှပြောထားသလိုပဲ Y ဆိုတာဒီ yellow color ကိုပြောတာ B ဆိုတာဒီ black color ကိုပြောတာနော်အဲ့ဒါလေးနှစ်တန်းထိုးခဲ့ပြီးမယ်နော်တို့လေဒီမှာအနက်လေးထိုးပြီးပြီဆိုလို့ရှိရင်ဆီလီကွန်လေးရေးထည့်မယ်နော်ဆီလီကွန်လေးကိုလေအယုတ်ထိုးလို့ရှိရင်အမြဲတမ်းဒီလိုမျိုးပြည့်ပြည့်တင်းတင်းလေးထည့်သေးတာဟိုလိုလေဆီလီကွန်ရောရင်じゃအယုတ်ပုံမပေါ်ဘူးပေါ့နော်ဒီမှာဒီလိုလေးတင်းတင်းအီလေးအဲ့လိုလေးဖြစ်မှာဆီလီကွန်ပြေးမှာလေဆီလီကွန်ရောနေဆိုရင်ကိုထိုးထားလက်ရလဲမလှဘူးပေါ့နော်လက်ရမပေါ်ဘူးပေါ့အဲ့လိုဖြစ်တတ်တယ်ဒီရရိုး90ကကြတော့မင်းတို့တွေတပေါက်တစ်ချက်စီနဲ့တိုင်တိုးထိုးမယ်တိုင်တိုးတပေါက်တစ်ချက်စီနဲ့ပပလေးထိုးမယ်ဒါမဲ့နောက်တစ်တန်းမှာကျတော့တိုင်တိုးတစ်ခါတိုင်ပွားတစ်ခါထိုးမယ်နော်တိုင်တိုးတစ်ခါတိုင်ပွားတစ်ခါအနဲ့အောင်ဆိုတော့ကြတော့မမြင်ရအောင်တကယ်တော့မရှင်းတာရှိလို့ရှိရင်မမေ့ရယ် Facebook page လေးရှိတယ် Facebook မှာလည်း Facebook account မှာလည်းလာပြောလို့ရရင်နော်အဲ့တော့ပေါ်ကိုရှာခိုင်းနေတဲ့ပတ်တန်လေးတွေရှိရတော့နားမလည်တာဆိုလို့ရှိရင်မင်းတေချာရိုက်ပြပြီးတော့ရှာပြီးပြောပြပေးပါတယ်နော်အဲ့တော့ရောက်ဒါတွေကတော့နည်းနည်းချီအနဲ့အောင်ဆိုမမြင်ရဘူးပြင်တယ်နော်ပြီးလို့ရှိရင်နောက်တစ်တန်းမှာကျတော့အကုန်လုံးကိုတိုင်ရောထိုးမယ်နော်အကုန်လုံးကိုတိုင်ရောပတ်လေထိုးမယ်ဒီမှာကျတော့ချင်းတစ်ခါတက်ပြီးရင်ဒါကကျတော့ဒီလိုဖင်အမီလေးပေါ့ပြားလေးရဲ့ဒီမှာဒီလိုအမီလေးထိုးမှဆိုကြတော့တပေါက်တစ်ချက်စီနဲ့တိုင်တိုလေးဒီထိုးသွားပြီးအောင်နော်တိုင်တိုလေး6ကထိုးပြီးအောင်ကိုလေးဆက်မယ်ချင်းတစ်ခါတက်မယ်ချီကိုနည်းနည်းလေးဒီလောက်လေးရှိဖြတ်မယ်မင်းတို့ကဒီအရှိသွားပြီးတော့ပါဇက်ပုံလေးပုံဖုံးမှာမလို့နော်ချ
ခြေစားလေးကိုဆွဲလိုက်ပါဒီနေ့တော့ပြားလေးရမင်းတို့ဒီတောင်မှန်လေးထိုးမယ်နော်တောင်မှန်လေးထိုးဖို့အတွက်ကခြေအဖြူလေးသုံးမယ်ဒီနေ့မှာတိုင်တိုလေး6ကထိုးမယ်နော်ဆွဲလိုက်မယ်ပထမထိုးခဲ့တဲ့ပေါင်မှာ2 4 6ပထမထိုးခဲ့တဲ့ပေါင်မှာပထမတိုင်လုံးမှာရှက်ကုန်နေချင်းမယ်ချင်းတက်ကတက်မယ်တိုင်ပွား6ကထိုးမယ်တိုင်ပွားဆိုတော့ဒီပေါက်လေးကိုနှစ်ခါနော်1 2 ရှက်ကိုဆက်မယ်ပြီးချင်းတက်ကတက်ရိုး3မှာကျတော့တိုင်တိုလေးပတ်လေးစနကထိုးမယ်ချင်းတက်ကတက်ဒါလေးကိုဒီလိုရှောင်းနေပတ်ဒီပတ်ထားမယ်နော်ပြီးတော့ရိုး4မှာကျတော့တိုင်တိုတစ်ခါတိုင်ရိုးတစ်ခါထိုးမယ်တိုင်တိုတစ်ခါတိုင်ရောတစ်ခါဒီနေ့ဆိုတော့ပြီးရင်ဒီထဲထဲနေဝင်ပြီးတော့အဲ့ချီစာလေးကိုထဲထဲကိုတွင်းလိုက်ပြီးရင်ဒါလေးတွေကဒီဟာကိုမင်းကတော့ကောင်းနေပဲတက်လိုက်တယ်ပေါ့နော်ကောင်းနေပဲတက်ချင်ဘူးလက်နဲ့ချုပ်မယ်ဆိုရင်ချီစာလေးကိုလည်းချမ်းပြချတော့ချုပ်လို့ရပါတယ်မြန်တန်လေးနှစ်ခုထုံးမယ်နော်ဒီမှာမင်းတို့ဒီတောင်မလေးနှစ်ခုလေးထိုးပြီးသွားရင်နော်ဒီမှာမျိုးလုံးလေးနှလုံးရဲ့ connect ကတ်မယ် connect ကတ်တဲ့နေရာမှာမြင်ပြမယ်နော်ဒီမှာပြားလေးကိုရွှေ့လိုက်ပြားလေးကိုယူပြီးရင်ဒီမင်းတို့ဒီအဆက်တွေလောက်ထားခဲ့တဲ့နေရာမှာရှက်ခွင်နဲ့ဆက်တဲ့နေရာအောက်မှာထားမယ်နော်ဒီမိန်အပေါ်မှာကျတော့ဒီတိုင်းအလှထိုးထားတဲ့ဟာလေးထားမယ်တောင်မအောင်ဘယ်နာကံလဲဆိုတော့ဒီအလဲဘက်ကိုတက်တဲ့အလဲဘက်ကိုတက်တဲ့ကိုဒီအဝါရောင်ထိုးတဲ့နေရာမှာတောင်မလေးနှစ်ခုကိုရှင်ရလေး connect ကတ်မယ်နော်ပြီးရင်မျိုးလုံးကိုကျတော့1 2 3 4ဒီ4တန်းနဲ့3တန်းကြားမှာလိုမျိုးလေးကတ်မယ်နော်ဒီနှစ်ဖက်မင်းပြထားနေရလို့ပဲလှလို့လေးပဲကွာကိုကကြည့်လိုက်ပေါ့ဘယ်လိုလေးထားရင်ဘယ်လိုလေးလာမယ်ပြီးပါစက်လေးပုံဖော်မယ်အဲ့လိုလေးဖော်မယ်နော်ဒါဆိုတော့မင်းတို့ပြရတဲ့ပြားလေးတွေကပြီးပါပြီရှင်ဒီနေ့မှာပြားလေး3កောင်ရှိရဲ